မြတ်စွာဘုရားကပဏိတာနေသသေဝနာအသိပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းလိုက်ရလို့ရှိရင်ထိတ်တန်းရောက်သွားနိုင်ဥပမာလေးတစ်ခုပြောပြမယ်မြတ်စွာဘုရားလက်ထက်တုန်းကလူဘဝမှာအနုံချဆုံးအောက်တန်းအကျဆုံးလူတစ်ယောက်သူ့ရဲ့အတိုင်းဝိုင်းသူ့မိဘဗဒမဆင်းရဲပြီးတော့သူကအောက်တန်းအကျဆုံးသူ့ရဲ့နာမည်ကဏိတလို့ခေါ်တယ်နော်ခုခေတ်မြန်မာလိုခေါ်လို့ကောင်းအောင်ဆိုဏိတာပေါ့နော်ဏိတာဆိုတဲ့လူငယ်တယောက်ဟာဘလောက်ထိအောက်တန်းကျတော့ဆိုရင်မြို့ရဲရွာထဲမှာသူတစ်ပါးတွေစွန့်ပစ်ထားတဲ့မစင်အညစ်အကြေးတွေကိုတုတ်တင်ရှင်းလင်းရတဲ့အလုံးနဲ့အသက်မွေးရတယ်မနေ့ဆိုရင်အိန္ဒကလှည့်လဲပြီးတော့အခုလိုရှေးအိမ်သာစနစ်ကရှိကြမှာရှိသေးတာဟုတ်လူတကာစွန့်ထားတဲ့မစင်အညစ်အကြေးတွေကိုမနေ့ကလိုက်သိမ်းရတယ်သူကအဲ့လောက်ထိအောင်အောက်တန်းကျမြို့ရဲရွာထဲမှာအဲ့ဒါလို့ပင်ပန်းနဲ့သူလှုပ်ရတော့သူကြည့်တော်တော်သနာစရာကောင်းတဲ့အနေထားမျိုးပဲဒါမလို့ရင်မစားရဘူးဒီကုလုံးလဲညစ်ပေနေပြီးတော့အဲ့လိုနေရတယ်အဲ့ဒီမှာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့သူ့ကိုကြည့်လိုက်တော့ဘဝမှာအလွန်နှိမ့်ချနေပေမဲ့လို့သူဟာအုံနောက်ကောင်းနေဆိုတာသိရအုံနောက်ကောင်းနေဆိုတာတင်စားပြောတာသူဟာပင်ကိုညံလေးရှိတယ်ပြောရင်နားလဲနိုင်တဲ့အရေးချင်းတစ်ခုရှိတယ်အဲ့ဒီအရေးချင်းဟာအရေးကြီးဆုံးပဲပေါ့တော့သူ့အရေးချင်းကိုသိတယ်သူဟာပါရမီတွေဖြည့်ခဲ့သည့်အတွက်ကြောင့်နောက်ဆုံးမှာသူ့အရေးချင်းကဘယ်လောက်ထိအောင်မြင့်တုံဆိုရင်ဒီဘဝမှာတည်းပဲသူကယဟန္တာဖြစ်နိုင်လောက်အောင်သူ့အသိဉာဏ်ရှိတယ်အဲ့ဒါလို့အသိဉာဏ်ရှိတာကိုသိလို့မြတ်စွာဘုရားကသူ့သင်္ကန်းဝတ်မလားဆိုပြီးမေးပြီးကြောင်းခေါ်ပြီးတော့သင်္ကန်းဝတ်ပေးလိုက်တယ်နော်ဘဝဆိုတာမြတ်စွာဘုရားဆိုတဲ့သူတော်ကောင်းပုဂ္ဂိုလ်နဲ့တွေ့လိုက်တဲ့အခါကျတော့လေသူကမြင်မာသွားပြန်ကြောင်းရောက်တယ်မြတ်စွာဘုရားကသင်္ကန်းဝတ်ပေးတယ်ဝတ်ပေးပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်ခဏလေးပဲဘုရားဟောတဲ့တရားသူကနားလဲတယ်နားလဲပြီးမကြခင်မဲ့သူကယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်အေးခုနတုန်းကသူများအညစ်အကြေးတွေနော်တန်ရှင်းရေးလုပ်ပြီးတော့ညစ်ပေနဲ့အောက်တန်းအကျဆုံးတစ်မျိုးလုံးမှာသူ့လောက်အောက်တန်းကျတာတယောက်မှမရှိဘူးအဲ့ဒါလောက်အောက်တန်းကျဆုံးပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့တရားတော်ကိုချစ်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါမှာသူ့ဘဝအဆင့်ဟာမြင့်သွားတယ်တအားမြင့်သွားတဲ့အခါကျတော့သူ့ကိုလာပြီးတော့ဒီရိုသေပြီးတော့ရှ िख ိုးနေကြတာတွေကဘယ်သူတွေတုံးဆိုတရားမင်းတို့ပြမမင်းတို့ထိတ်တန်းကြတဲ့နတ်တွေပြမတွေကအားလုံးကသူ့ကိုလာပြီးကြီးညိုမျက်နုရှ िख ိုးနေကြတယ်ကဲဒီမြင်ကွင်းတစ်ခုကိုစဉ်းစားကြည့်ပထမအချိန်ကလူတကာကထွင်လုပ်ပြီးတော့လမ်းမေးမှာအဆုပ်ငုံနေရတဲ့လူတယောက်ဟာမြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မပြလိုက်လို့အသိဉာဏ်ရသွားတဲ့အခါမှာနော်ယဟန္တာဖြစ်သွားတော့နတ်တွေပြမတွေကရှ िख ိုးခံရတဲ့ပုဂ္ဂိုလ်အဆင့်ကိုချက်ချင်းရောက်သွားအဲ့ဒါလို့ဘဝအဆင့်ဆိုတာတိုးမြင့်သွားနိုင်တာပဲရှိတယ်ပေါ့နော်အဲ့ဒါလို့ပဲတမန်လူတယောက်ဟာအလွန်မြင့်မားတဲ့အဆင့်ကိုရောက်တယ်တိုက်ပြည်အုပ်ချုပ်တဲ့ဘုရင်ရဲ့သားမျိုးထီအောင်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ရောက်တယ်သို့သောမကောင်းတဲ့တွေလုံးသည့်အတွက်ကြောင့်သူဟာဘဝအဆင့်မှာနှိမ့်ကျသွားပြီးနောက်ဆုံးမှာမကောင်းတဲ့သိခြင်းနဲ့သိသွားရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတာပဲအဲ့တော့ဆိုလိုတာကဘဝအဆင့်တိုးမြင့်တယ်ဆိုတာအကြောင်းရှိတယ်နှိမ့်ကျသွားတာဆိုတာလည်းအကြောင်းရှိတယ်ဒါဖြင့်ဏိတဆိုတဲ့ပုဂ္ဂိုလ်ဟာဏိတာဆိုတဲ့လူတယောက်ဟာဘာဖြစ်လို့ဘဝအဆင့်မြင့်သွားတာတုံးဆိုသူဘဝအဆင့်မြင့်ခြင်းကြောင့်ကိုချင်းတရားမြင့်သွားတယ်ပညာမြင့်သွားတယ်အဲ့ဒီကိုချင်းတရားနဲ့ပညာမြင့်သွားသည့်အတွက်ကြောင့်ဘဝမှာသူကမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုလက်ရှိဘဝလေးကိုယ့်ကိုစဉ်းစားကြဖို့ကိုယ့်ကိုစဉ်းစားငါဘဝဟာနှိမ့်တဲ့ဘဝလားမြင့်တဲ့ဘဝလားတတိတမ္ပစင်ညာဆိုတာအဲ့ဒါစဉ်းစား